ကျွန်တော်တို့က iPhone ကိုင်နေရတော့ဟုတ်ပါဒါပေမဲ့ဒီ iPhone မှာပါတဲ့ iOS ဆိုပြီးတော့အတိတ်ကပါလဲဆိုတာပေါ့ကျွန်တော်သိကြရလားဟုတ်ကဲ့ဒါကိုပြောရင်ကျွန်တော်တို့ Apple ရဲ့မူလစာ1986ခုနှစ်ကိုပြန်သွားကြပါပေါ့ Apple ကုမ္ပဏီကို1986ခုနှစ် April 1ရက်နေ့မှာ Steve Jobs, Steve Wozniak နဲ့ Ronald Wayne တို့ကစတင်လုပ်ခဲ့ကြတာပါစတင်တည်ထောင်ခင်တော့ဆိုရင် Apple Computer Company ဆိုတဲ့နာမည်နဲ့စတင်တည်ထောင်ခဲ့ရပါသူတို့စတင်တည်ထောင်တော့သူရည်ရွယ်ချက်ကဒီ personal computer တွေကိုဒီလူတိုင်းအသုံးပြုနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်တည်ထောင်ခဲ့ရပါဒါကတော့1996မှာ Ronald Wayne ကဒီဇိုင်းဆွဲခဲ့တဲ့ Apple ရဲ့ပထမဆုံး logo ဖြစ်ပါတယ်ဒီပုံထဲမှာတော့ပန်းသီးပင်အောင်မှာထိုင်နေတဲ့နျူတန်ရဲ့ပုံကိုတွေ့ရမှာပါဒီပုံရဲ့တပန်းကြောင့်တော့ကျွန်တော်တို့တည်ပြီးကြားတော့ပြီးထင်ပါတယ် Apple Computer Company ရဲ့ပထမဆုံးထုတ်ကတော့ Apple 1လို့ခေါ်တဲ့ computer ပုတ်ပါ Apple 1ရဲ့ဒီအောင်မြင်မှုနောက်ပိုင်းမှာ Apple 2ဆိုပြီးတော့သူတို့ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ် iPhone ကို2009ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာ Steve Jobs စတင်မိတ်ဆက်ခဲ့တာပေါ့အဲ့တော့ဆို iPhone ဘယ်လောက်ထိဖြစ်ပြီလဲဆိုရင်ဒီ iPhone မိတ်ဆက်ပွဲမှာ iPhone ကိုမှပေါင်းနဲ့ထည့်ထားပြီးတော့ဒီမှာလူတွေဝိုင်းအောင်ကြည့်နေရလာအောင်ဒီတော်တော်လေးဖြစ်ပြီးတဲ့ smartphone လို့ဖြစ်ခဲ့ပါတယ်အဲ့တော့ဆိုရင်ဒီ Apple Store ရဲ့ရှေ့မှာလူတွေထောင်နဲ့ရှိပြီးစောင့်ပြီးဝယ်ယူကြတာဘယ်လောက်ထိရောင်းအောင်ခေါင်းလဲဆိုရင်တစ်နှစ်အတွင်းမှာပဲ6သန်းမှ3သန်းကျော်ထိရောင်းအောင်ကောင်းခဲ့ပါတယ် Apple က2009ခုနှစ်မှာ iPhone ကိုစတင်မိတ်ဆက်ခဲ့ပြီးတော့ Apple Company ဆိုပြီးတော့သူတို့နာမည်ပြောင်းလဲခဲ့တယ် iPhone စထွက်လာပြီးနောက်ပိုင်းမှာဒီ smartphone industry တစ်ခုလုံးကို iPhone ကလုံးဝပြောင်းလဲပေးခဲ့ပါတယ်ခုနောက်ပိုင်း iPhone ကတခြား smartphone တွေနဲ့ရှင်းလိုက်ရင် battery ဘက်မှာဘယ်လောက်ပဲနည်းတယ်ပြောဒီ charging ဘက်မှာဘယ်လောက်ပဲနှီးတယ်ပြောစိတ်ဝင်စားဖို့မကောင်းရင်းခုံးဖို့မကောင်းလို့ပဲပြော iPhone ကဒီ smartphone industry တစ်ခုလုံးဝကြောင်လဲပြီးခဲ့တဲ့ spread အမှန်တရားတော့ဒီလက်ခံထားအမှန်တရားတစ်ခုပါပဲ Okay ကျွန်တော်ဒီ video ရဲ့ရှေ့မှာပြောသွားခဲ့သလို iPhone မှာပါတဲ့ iOS စကားကအထိပ္ပယ်ကပါလဲဆိုတော့ဒီ Apple ကတိတိကျကျထုတ်ပြန်တာတော့မရှိဘူးဒါပေမဲ့1998ခုနှစ် iMac ကိုစတင်မိတ်ဆက်တဲ့ပွဲမှာတော့ဒီ Steve Jobs က iOS စကားလုံးကိုပြောပြသွားခဲ့ပူတာတော့ရှိတယ် I also mean some other things to us. We are a personal computer company, and although this product is born to network, it also is a beautiful standalone product. အဲ့ဒါကတော့ internet individual instant inform inspire ဆိုပြီးတော့ပြောပြသွားခဲ့ပါတယ်အဓိကအဖြစ်တော့ဒီ internet ကို highlight ထားပြီးပြောသွားခဲ့ရပေါ့ဆိုအဲ့တော့ iOS စကားလုံးက internet ကိုအဓိကကြီးညွှန်းတာလို့ပြောလို့ရတာပေါ့ခုနကကျွန်တော်ပြောခဲ့လို့ဒီ iOS စကားလုံးတော့ Apple ကတိတိကျကျထုတ်ပြန်တာတော့မရှိသေးပါဘူးတကယ်တမ်း iOS စကားလုံးကဒီ iPhone ကစခဲ့တာမဟုတ်ဘူးဗျ iMac ကစခဲ့တာဒီအဲ့နောက်ပိုင်းမှာဒီ iPod လို့ iPhone လို့ iPad လို့ iCloud လို့အဲ့လိုမျိုးတို့မျိုးစသဖြင့်အသုံးပြုလာကြပေါ့ပြောက်ဒီလားဒီ Steve Jobs ကသူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ကုမ္ပဏီကနေပြီးတော့အလုပ်ထုတ်ကန်ခဲ့ရပြီးဆိုတော့ခင်ဗျားတို့တော့မသိကျွန်တော်ကတော့ကျွန်တော်တည်ထောင်ခဲ့တဲ့ကုမ္ပဏီကနေအလုပ်ထုတ်ကန်ရင်တော့တော်တော်လေးသိတော့မိပါတော့သိကြပြီအဲ့တော့ခင်ဗျားတို့ပဲသူ့နေရာနေဝင်ပြီးတော့ခန်းစားကြည့်ပေါ့ဘယ်လိုမျိုးခန်းစားရမလဲဆိုတော့စတီးချုပ်ဦးဆောင်တဲ့ Macintosh ရဲ့ကွန်ပျူတာရဲ့ရောင်းအောင်မကောင်းမှုတွေဒီ Apple ကုမ္ပဏီရဲ့ CEO တို့ဖြစ်တဲ့ John Sculley နဲ့သူတို့နှစ်ယောက်ရဲ့ဒီအာဏာပြိုင်မှုတွေပြီးတော့ Board Director တွေရဲ့ဆုံးဖြတ်ချက်တွေကြောင့်1985ခုနှစ်မှာ Apple ကုမ္ပဏီကနေပြီးတော့အလုပ်ထုတ်ခံခဲ့ရပါတယ်စတီးချုပ်က Apple ကနေပြီးတော့အလုပ်အထုတ်ခံပြီးတဲ့နောက်ပိုင်းမှာဒီ Maxwell ကုမ္ပဏီကိုလည်းတည်ထောင်ခဲ့ပါသေးတယ်ဒီကုမ္ပဏီကရန်အောင်မြင်တဲ့ကုမ္ပဏီလားဆိုလည်းမဟုတ်ပြန်ဘူးရန်ဆုပ်ယုပ်တဲ့ကုမ္ပဏီလားဆိုလည်းမဟုတ်ပြန်ပါဘူးဒါပေမဲ့ဒီပညာပိုင်းမှာတော်တော်လေးအောင်မြင်တဲ့ community တစ်ခုပါဒီ Apple က NAS ကိုဝယ်ပြီးတော့ iMac iPhone macOS ဒီမှာဒီသူ့ရဲ့နည်းပညာကိုထည့်သွင်းအသုံးပြုခဲ့ပါတယ် Steve Jobs ကဒီတက်လုံးကမှတ်တယ်မဟုတ်ဘဲနဲ့ animation လောကမှာပါအောင်မြင်တဲ့လူတစ်ယောက်ဆိုတာမရောက်သေးလား1986မှာ Lucasfilm ရဲ့ Computer Graphics ဌာနကိုဒေါ်လာ10 million နဲ့ဝယ်ယူပြီးတော့ပတ်စဆိုပြီးတော့နာမည်ပြောင်းလဲခဲ့ပါတယ်ကျွန်တော်ငယ်တော့ကြည့်ဘူးလေ The Car The Incredible Toy Story လို့ဒီ animation တွေက Puzzle Animation Studio ကနေပြီးတော့ထုတ်လုပ်တဲ့ Computer Graphic Animation တွေပါ2006ခုနှစ်မှာ Disney က Puzzle ကိုဒေါ်လာ7.4 billion နဲ့ဝယ်ယူခဲ့ပြီးတော့ဒီ
Steve Jobs ကလည်းဒီ Disney ရဲ့အကြီးမားဆုံး share ရှင်တစ်ခုဖြစ်လာခဲ့ပါတယ် Apple က1996ခုနှစ်မှာဒီ Steve Jobs ရဲ့ Name Company ကိုဝယ်ခဲ့တာမလို့ဒီ Steve Jobs က1998ခုနှစ်မှာ Apple ကိုပြန်လည်ရောက်ရှိလာပြီးတော့ CEO နေရာကနေပြီးတော့တာဝန်ယူထမ်းဆောင်ခဲ့တာပေါ့2000ခုနှစ်မှာတော့တရားဝင် CEO ဖြစ်လာပြီးတော့ဒီ Apple ကိုပုံမတူတဲ့အောင်မြင်အောင်ဆောင်ရွက်ခဲ့ပါတယ်Steve Jobs က2011ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာပဲအသေးကင်ဆာရောဂါနဲ့တည်ဆုံသွားခဲ့ပါတယ်။သူတည်ဆုံမှုကဆိုရင်သူ့တက်က56နှစ်ပဲရှိပါတယ်။ Steve Jobs တည်ဆုံသွားတာအခုနဲ့ဆိုရင်73နှစ်ကျော်လောက်လို့ရှိပါတယ်။ဟုတ်ကဲ့ဆိုဒါကတော့ဒီ Apple ရဲ့ show အကြောင်းအရာလေးတွေကိုအချင်းချင်းပြီးတော့ပြောသွားတာပဲဖြစ်ပါတယ်။ကျွန်တော်ပြောရတဲ့မှာလူနေရာကြီးလည်းရှိမယ်မှားနေရာလေးလည်းရှိမယ်ဆိုရင်တော့ အောက်က comment မှာဝင်ရောက်ဆွေးနွေးညီးကုန်းသွားလို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့မှပြန်ကြပါပေါ့